မင်္ဂလာပါအခုဗီဒီယိုလေးကကြတော့ grammar pattern ဘိုင်းနဲ့ပတ်သက်ပြီးလေ့လာသွားမယ့်ဗီဒီယိုတစ်ခုပေါ့နော်အဲ့တော့ဒီနေ့ဒီဗီဒီယိုမှာဘာ grammar pattern ကိုလေ့လာသွားမှာလဲဆိုတော့는 은나 덕분에ဆိုတဲ့ grammar pattern ကိုလေ့လာသွားပါမယ်အဲ့တော့တော်တော်များများလေးကြားဘူးလောက်လိမ့်မယ် 덕분에ဆိုတာကျေးဇူးကြောင့်ဆိုပြီးတော့မှဘာသာပြန်လေးပြန်ထားတော့ရှိတယ်ပေါ့နော်အဲ့တော့ဒီ는 은나 덕분에ဆိုတဲ့ grammar pattern ကဘယ်လိုအခြေအနေမျိုးတွေမှာအသုံးပြုလဲဆိုတော့အရှိကကိစ္စကြောင့်အနောက်မှာကောင်းတဲ့ကိစ္စတွေဖြစ်လာတယ်လို့ပြောတဲ့အခါမှာဒီ는 은나 덕분에ဆိုတဲ့ grammar pattern ကိုသုံးပါတယ်긍정적인 결과예요. ကောင်းမွန်တဲ့ရလဒ် positive အခြေအနေနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်는 은나 덕분에ဆိုတဲ့ grammar pattern ကိုသုံးပါတယ်အဲ့တော့အကြောင်းပြချက်ကိုဖော်ပြတဲ့ grammar pattern တွေအများကြီးတဲ့မှာအခုဒီ는 은나 덕분에ဆိုတဲ့ grammar pattern ကကြတော့အရှိကကိစ္စကြောင့်အနောက်မှာကောင်းတဲ့ကိစ္စတွေဖြစ်လာတယ် positive အခြေအနေတွေဖြစ်လာတယ်လို့ပြောတဲ့အခါမှာ는 은나 덕분에ကိုသုံးပါတယ်အဲ့တော့ဒီ 덕분에 ရဲ့အနောက်မှာအမြဲတမ်းဘာကိုပဲသုံးမလဲဆိုတော့ကောင်းသောအခြေအနေကိုသာသုံးမယ် positive အခြေအနေကိုပဲသူကသုံးမယ်ပေါ့နော်အဲ့တော့သူ့ကိုသုံးတဲ့အခါမှာ buff ဒုံးစာရီနဲ့တွဲသုံးတယ်ပေါ့နော်ဒီ buff မှာလက်ရှိ present tense မှာသုံးတဲ့ပုံစံနဲ့ past tense မှာသုံးတဲ့ပုံစံနဲ့နှစ်မျိုးခွဲပါမယ် buff ကိုလက်ရှိ present tense ကာလအနေနဲ့ပြစ္ဆုတ်ပံကာလအနေနဲ့သုံးမယ်ဆိုရင်တော့는 덕분에ဆိုတာနဲ့သုံးပါတယ်အကယ်၍ past tense အတိတ်ကာလကိုသုံးမယ်ဆိုလို့ရှိရင်တော့အသက်ပါရင်은 덕분에သုံးမယ်အသက်မပါရင်나 덕분에ကိုသုံးပါမယ် present tense သုံးမယ်ဆိုရင်는 덕분에သုံးမယ် past tense ဆိုရင်은 나 덕분에နဲ့သုံးမယ်ပေါ့နော်နမူနာစာကြောင်းလေးတစ်ချက်လောက်ကြည့်ကြည့်မယ်ဒါက는 덕분에 present tense အတွက်ကြည့်မှာဖြစ်ပါတယ်무언가를 만들 줄 아는 덕분에 해외에서도 혼자 해 먹을 수 있어요. 무언가 찾다ကြောင့်နိုင်ငံခြားမှာလည်းတယောက်တည်းချက်စားနိုင်တယ်။အဲ့တော့ဒီ무언가 찾တယ်ဆိုတဲ့ကိစ္စကြောင့်နိုင်ငံခြားရောက်သွားလဲပဲကွက်ကိုတယောက်တည်းချက်စားလို့ရတယ်ဆိုရဲ positive အခြေအနေကိုရည်ညွှန်းနေပေါ့နော်အဲ့တော့ mandarju 아는 덕분에 무인 buff မှာ rat တက်ပါရင်တော့ rat အသက်ဖြုတ်ရမယ်ဘာဖြစ်လို့လဲဆိုတော့ movement rat တက် irregular အရာအနောက်ကလိုက်တဲ့ grammar ဒီနာဘာစနဲ့စတဲ့ grammar ဖြစ်နေရင် rat အသက်ဖြုတ်ပေးရတယ်ပေါ့နော်အဲ့တော့ကြောင့်မို့လို့ 아는 덕분에 မဟုတ်တော့ဘဲနဲ့ 아는 덕분에ဖြစ်သွားပါတယ်춤을 매일 연습하는 덕분에 춤을 잘 출 수 있어요. 아까 오 니라이 리진다자 아까 깡깡까 나이네. 어러 아까 오 니라이 리진네 소리 아치니자 아까 깡깡까 나이네 소리 positive 아치니 피데. 에러자 물로 매일 연습하는 덕분에 춤을 잘 출 수 있어요. 소비오 마동바에 အဲ့တော့အခုတုံသွားတာ는 덕분에 present tense အနေနဲ့တုံသွားတာပေါ့နော်ဒါဆို past tense အနေနဲ့ကြည့်မယ် past tense အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကြတော့ 은 나 덕분에 ဆိုပြီးတော့မှတုံပါတယ်အဲ့တော့ past tense မှာအသက်ပါရင်은 덕분에အသက်မပါရင်나 덕분에တုံမယ်ဥပမာ 매일 운동한 덕분에 살이 빠졌어요နေ့တိုင်းအားကစားလုပ်ခဲ့တာကြောင့် weight ကျလာခဲ့တယ်운동한 덕분에 အဲ့တော့ 운동한 덕분에 လို့ပြောတာဖြစ်တဲ့အတွက်ဒါ past tense အခြေအနေကိုရည်ညွှန်းတယ်ပေါ့နော်အားကစားလုပ်ခဲ့တာကြောင့်လို့ဘာသာပြန်ပါတယ်열심히 공부한 덕분에 이번 시험에 합격했어요. 쪼쪼사사 사လုပ်ခဲ့တာကြောင့်ဒီတစ်ခေါက်စာမေးပွဲအောင်ခဲ့တယ်공부한 덕분에 사လုပ်ခဲ့တာကြောင့်ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်공부한 덕분에အသက်မပါတဲ့အတွက်나 덕분에သုံးပါတယ်한국 드라마를 많이 본 덕분에 한국말을 잘하게 되었어요. 코리아 드라마고 အများကြီးကြည့်ခဲ့တာကြောင့် 코리아စကားတော်လာခဲ့တယ်အဲ့တော့ drama အများကြီးကြည့်တယ်ဆိုတဲ့ကိစ္စကြောင့် 코리아စကားတော်လာတယ်ဆိုတဲ့အခြေအနေ positive အခြေအနေဖြစ်လာတယ်အဲ့တော့ 드라마를 많이 본 덕분에
နော်အဲ့တော့ past tense အတွက်သုံးမယ်ဆိုရင် un သို့မဟုတ် na 덕분에 နဲ့သုံးပါမယ်မြောင်းစာ noun နဲ့တွဲသုံးတယ် noun နဲ့တွဲသုံးတဲ့အခါမှာ in 덕분에 လို့သုံးတဲ့ပုံစံတစ်မျိုးရှိတယ်덕분에 လို့သုံးတဲ့ပုံစံတစ်မျိုးရှိတယ်ဆိုတော့ပုံစံနှစ်မျိုးရှိပါတယ်အဲ့ဒီပုံစံနှစ်မျိုးမှာအဓိပ္ပာယ်အနည်းငယ်ကွဲပါတယ်နော် noun ကို in 덕분에 နဲ့သုံးမယ်ဆိုမြန်မာလိုဖြစ်တာကြောင့်လို့အဓိပ္ပာယ်ရတယ်ဥပမာ 선생님은 덕분에 학생들이 존경해요 အဲ့တော့ဆရာမဖြစ်တာကြောင့်ကျောင်းသားတွေကလေးစားတယ်။ 선생님은 덕분에 ဆရာမဖြစ်တာကြောင့်အဲ့တော့ in 덕분에 ဆိုတဲ့အဓိပ္ပာယ်ကဖြစ်တာကြောင့်လို့အဓိပ္ပာယ်ရတယ်။ဆရာမဖြစ်နေတဲ့အတွက်ကျောင်းသားတွေကလေးစားတယ်။အဲ့တော့ကျောင်းသားတွေလေးစားတယ်ဆိုတာဒါ positive အခြေအနေပဲပေါ့နော်။ 선생님은 덕분에 in 덕분에 သုံးတာဖြစ်တဲ့အတွက်ဆရာမဖြစ်တာကြောင့်ဆရာမဖြစ်တဲ့အတွက်ကြောင့်ကျောင်းသားတွေကလေးစားတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ in 덕분에 ကဖြစ်တာကြောင့်ဆိုပြီးတော့မှဘာသာပြန်တယ်ဒါပေမဲ့ရိုးရိုး 덕분에 နဲ့တွဲပြီးသုံးမယ်ဆိုရင်ကြတော့ကျေးဇူးကြောင့်ဆိုပြီးတော့အဓိပ္ပာယ်ရတယ်선생님 덕분에 이번 시험에 합격했어요. ဆရာမကျေးဇူးကြောင့်ဒီတစ်ခေါက်စာမေးပွဲအောင်ခဲ့တယ်။သူစာမေးပွဲအောင်တယ်ဘသူကြောင့်အောင်တာလဲဆိုတော့ 선생님 덕분에 ဆရာမကြောင့်အောင်တာအဲ့တော့ဆရာမရဲ့ကျေးဇူးကြောင့်အောင်သွားတယ်ဆိုရင်အဓိပ္ပာယ်အဲ့တော့ဒီအပေါ်က in 덕분에 ကကျတော့ကျောင်းသားတွေကလေးစားတယ်ဘာကြောင့်လေးစားတာလဲဆရာမဖြစ်တဲ့အတွက်ကြောင့်လို့အဓိပ္ပာယ်ရတယ်အောက်က 선생님 덕분에 ကကြတော့စာမေးပွဲအောင်တယ်ဘသူကြောင့်အောင်တာလဲဆရာမကျေးဇူးကြောင့်အောင်တယ်အဲ့လိုမျိုး noun နဲ့ 덕분에 ရိုးရိုး 덕분에 နဲ့တွဲသုံးမယ်ဆိုရင်ကြတော့ကျေးဇူးကြောင့်ဆိုပြီးတော့ဘာသာပြန်တယ်ပေါ့နော်အဲ့တော့ 는 은나 덕분에 grammar တစ်ခေါက်ပြန်ပြောမယ်ဘယ်အချိန်မှာသုံးလဲဆိုလို့ရှိရင် तू ကကိုရီးယားစာမှာအကြောင်းပြချက်ကိုဖော်ပြတဲ့ grammar pattern တွေအများကြီးရှိရဲပေါ့နော်အဲ့ဒီအများကြီးတွေကမှဒီ 는 은나 덕분에 ဆိုတဲ့ grammar pattern ဒီအရှိကကိစ္စကြောင့်အနောက်မှာကောင်းတဲ့အခြေအနေဖြစ်လာတယ်အမြဲတမ်းဒီ positive အခြေအနေနဲ့ပတ်သက်ပြီးတော့ 덕분에 နောက်မှာလိုက်သုံးပါတယ် present tense နဲ့သုံးမယ်ဆိုရင် 는 덕분에 past tense သုံးမယ်ဆို in သို့မဟုတ် not 덕분에 နဲ့သုံးတယ်သူဒီ both နဲ့တွဲသုံးပါတယ်အကယ်၍ noun နဲ့တွဲသုံးမယ်ဆိုလို့ရှိရင်တော့ခုနကလိုမျိုးအဓိပ္ပာယ်နှစ်မျိုးရှိမယ် noun plus in 덕분에 သုံးမယ်ဆိုရင်ဖြစ်တာကြောင့်လို့အဓိပ္ပာယ်ရတယ် noun plus 덕분에 နဲ့သုံးမယ်ဆိုရင်တော့ကျေးဇူးကြောင့်လို့အဓိပ္ပာယ်ရပါတယ်အဲ့တော့ noun ကိုသုံးမယ်ဆိုရင်တော့သတိထားသုံးပါအဓိပ္ပာယ်ကွဲလွဲမှုရှိနိုင်ပါတယ်နော်